Visimana, Visimana, Jatana, Damana.
Con kê tim nhẹ độ tì là con tâm ma đi con bia nhà con Vì mẫu đi nhà na đa tân na chí su con đồ đồ dòng xí khô dên miên đồ dên Bố dô dên ayô đê alê miên biểu dên đồ đi áp chế đồ mù đồ Phia đi áp tăng ngài tân na miên tông bà đồ à xí khô bố dô bố nhô man lê yô karo ra dạ ya đồ Rân na đi áp bà na ma tê kì sa khá ra wá kāng mô cụ tố kāng sā na Thành năng mãi chán yào nhà mà mít ta dù đó Bóng xuống nhí nhà yuê Đâm mát bế sinh nhân chiếm bà chá lệ Nằm bà xít đi tí bế gà tra Thầm mà bán đá gà rí gà xé rô thầm mà Nhà xóa bốc đá hô chá rô mù át đô Tế á rô đô gô na yu mát đá át đô Thầm mà tàu na báu na gong mô cụ tố kān sā na Sao tí át đô tí la gong mô cụ tố kān sā na Đô đàn át đô đá na gong mô cụ tố kān sā na Phá phá rô chào Thầm mà mấy xuế nhà mà mít ta dù Đà gà râm mà bóng thủ rô gong rô tán đàn nà Bế khá tinh, yá khá tinh, án rê khá tinh Đô kì xin nông chào nhìn chào bà dì Con nhô chán đá miang lá phá phá rô nà lê bí dông chào bà dì Đà nạc đi là báu nà cụ tố gong mong đồ gô Xin xem mà phá dô ra bó mẹ á thổ nàn chá ta phá Lúc chán đá nà chán đá đồ gô bí wá yá xí khán xa chá yá bí thì Nào sống bà râm bí wá yá đồ khá wé Arhada me binyago adidi gozi ya jagong di phiyue Ona di senyero ka myozong chau nyen ya Atenkada da nebandiya do myako Lue ku do ajien badi ba Len myan do adi nyan do phiyen Ya lue myama byu le nan ya di phise Ahambani Titarani nadaha Bên xa đi là Dhammaya sami Anok hanga dawa Đi lan đi tha Mê bán đi Tudiyambi Tadiyambi Aham bán đi Titarani nadaha Bên xa đi là Dhammaya sami Anok hanga dawa Dilan dira Me bandi Ya mahawada midang wadita Namo Datta Bhagavado Arahado Tamma Sambuddhassa Buddhaṃ Gissāmi, Dhammāṃ Gissāmi, Saṅghāṃ Gissāmi Dutiyampi Buddhaṃ Gissāmi, Dutiyampi Dhammāṃ Gissāmi, Dutiyampi Saṅghāṃ Gissāmi Tadiyampi Buddhaṃ Gissāmi, Tadiyampi Dhammāṃ Gissāmi, Tadiyampi Saṅghāṃ Gissāmi Tarana Gamana Paribhaunaṃ Panadi Bada Viramani Dekha Padāṃ Tamadiyami Adinādāna Viramani Dekha Padāṃ Tamadiyami Kāmetu Maisāsara Viramani Dekha Padāṃ Tamadiyami Muddhavāda Viramani Dekha Padāṃ Tamadiyami Tura Meraya Mizabhamadadhana Viramani Dekha Padāṃ Tamadiyami Long sầu nhá doa Bát đầu Chán đỏ cố xem nhé bà gì Ubayambi Kiên sinh huy
ငြိမ်းအေးကြပါစေဣဒံမေပုံညံဣဒံမေသီလံနိဗ္ဗာနတပစ္စယောဟောတုအပမဒေနမံပါတိတာသာသနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1394ခုနှစ်နောင်တကူလာဆန်း2ရက်ပါနော်ခရစ်နှစ်2013အဘိလ12ရက်ည8နာရီမိနစ်30ချိန်ကာလဖြစ်ပါတယ်ကျက်တရေမင်းလာပေါင်းတဲ့ခန်းကြောင်းတော့ယနေ့ညချင်းချင်းကာလမှာဌာနငါမဟာချမ်းနေဝှက်တောကေတိဆိုင်ရှိဥဒီလေတောကေတိဥစီရွယ်မြန်မာမိသားစုများပေါင်းစုညီညာကြလျက်ဆင်ញင်ကျင်းပအပ်သောဓမ္မသဘင်ဖြစ်ပါတယ်ဒီဓမ္မသဘင်မှာနံပါတ်7တိပိဋကတရဓမ္မဗန္ဒာဂရိကဆရာတော်ဓမ္မဌာနငါမှာခြံရောက်မြန်မာမိသားစုတက္ကရာမပေါင်းတို့ကပေါင်းစုညီညာ၍မြတ်စွာဘုရားဟောကြားတော်မူအပ်သောတရားတော်များကိုနာယူမှတ်သားကြမှာဖြစ်ပါတယ်ဒီတော့တရားဟောတရားနာမပြုတ်လုပ်ခင်ပရမဥစွာတရားပိုင်ရှင်ဖြစ်တော်မူသောသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်အားမြတ်စွာဘုရားရှင်အကုန်တော်များကိုရွတ်ပွားလျက်ပူဇော်ပြုလိုက်ကြရအောင်ဆရာတော်ရှိကတန်ပေးမယ်တရားရမများကနောက်ကသံမြညီညာရွတ်ဆို၍မြတ်စွာဘုရားအားပူဇော်ပြုကြပါစို့ရဲ့အရဟံဗဟိအန္တဇယံတုဂတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝပသမံယမကံဒုက္ခတံတရဏံပဏ္ဏမာမိဇိနံအရဟံပူဇော်အထူးကိုခံယူတော်မူတတ်သောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိကိုကြောပါ၏ဗဟိအန္တဇယံ
အတွင်ယံအပြင်ယံတို့ကိုအောင်တော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏ဒုက္ကတံကောင်းသောစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏အမိတံမနှိုင်းရှင်အပ်သောဂုဏ်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏ဝိရဇံကိလေသာမယုကင်းစင်တော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏လလိတံတင့်တယ်သဗ္ဗေတော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏အတုလံယံဘဲမရှိသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏စရဏံအကျင့်စရဏနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏တိဘာဝပသမံဘုံသုံးပါးတို့၌ကိလေသာအပူငြိမ်းအေးတော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏ယမကံယေမိအစုံအစုံတကောပြတိဟာဂုံနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏ဒုက္ခတံချမ်းသာမျိုးစုံကိုပေးစွမ်းနိုင်သောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏လရဏံကိုယ်ွယ်ရာအစစ်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏ဇိနံမင်္ဂဘာကိုအောင်တော်မူသောမြတ်စွာဘုရားရှင်ကိုပဏ္ဏမာမိရှိခိုးကြောပါ၏ဗျာပါတော့တံပေးရတယ်လားသိပြီမို့လားတံပေးရတယ်သိပြီလေကဲဒီနေ့ထန်ငါမဟာချမ်းမြို့ရောက်နေကြတဲ့မြန်မာမိသားစုများနဲ့ဆရာတော်ဆုံးတွေ့ရတာအမှန်တမ်းမှဝမ်းသာကျဉ်းမိပါတယ်ဒီနေ့ဒီဒေသနိုင်ငံခြားဆိုပါတော့လည်းပဲမြန်မာမိသားစုများများစွာရောက်ရှိနေရတဲ့အတွက်ကိုယ်မြန်မာနိုင်ငံလိုပဲခံစားရပါတယ်မှန်ရလားဒီတော့တရားဓမ္မများအခုလိုတရားဝေကျင်းပါပြီးတော့တရားနာကြတရားနာခြင်းသည်အမှန်တမ်းမှဘာသာရေးဘုဒ္ဓရာတွေရပြီးတော့မိမိတို့တန်တန်မှာကုသိုလ်ကောင်းမှုတွေရောက်ရှိပြီးတော့လာဆိုတော့ဒီနေ့ဒီညဟောမေတရားမှာလည်းပဲတရားနာတာနဲ့ပတ်သက်ပြီးတော့ရရှိတဲ့အကျိုးတရားတွေပါရှိပါလိမ့်မယ်။ဒါကြောင့်ဒီညမှာမဟာချမ်းရောက်မြန်မာမိသားစုတရားဓမ္မပေါင်းတို့အားဆရာတော်ကမြတ်စွာဘုရားဟောကြားတော်မူခဲ့သောတရားတော်များထဲက
Mahatutta Doma Zedoma Bashito Diarogo Tono Yue Make Gong Bong Ma Chanda Ya Sura Gonzin Diaro Bohoja Beva Me Dia Gonzinga Barele Logama Make Gong Sui Gong Bong Bang Queen Yare Bogomia Chanda Dra Senyadala Chanda Yare Elo de Beva Make Gong Bong Ma Chanda Ya Badiale Adide Guru Rate Inda Bada Nagare Koravyara Zana Madame Narizangare the Adide Shidio Karunga Guru Rate Guru Nangan Guru Dana Inda Bada Nagare Inda Bada Ameyado Myona Koravyara Zana Ma Koravya Ameyado Mendi Dame Natayadavi Rezan Damye Ocho Menlo Mungo Kare the Buseke Levi Edi Ito Bogawamia Sovia Yenga Awaza Gonza Madui Hojaro Mungeva Bedadi Oh Shidio Karunga Guru Nangano Yisura Shige Bude Shidio Kasura Baloja Younger Ville Suyan the Garamamia Mansaloya Kuleshi Sharoro the Garamaro Gogo Sigan Ze Miaswa Boda di Korama Boda Miaswa Pibade E Korama Boda Miaswa Yenga Wendo Mogedo Miaswa Yaga Baboda Miaswa Le Kataba Boda Miaswa Baboda Miaswa Le Edi Kataba Boda Miaswa Tanaro Yi Que Look King Chimbai Ma Quero Maguedevu Tabame Majakin Kataba Boda Miaswa Tanaro Yi Quero Me Srechen Bainoma Guru Nanga no Yigo Korabia Menga Ochogera Bamenga Ochogera Le Korabia Men Korabia Menyi di Guru Nanga no Yigo Ocho de Sora Balo Bonza Mione Ochogere Soyen Dame Nat the other Pian Ochogera Balo Ochogera Le the other Ochogere Soro Korabia Menyi di Guru Nangando Nangan Maroa Sayan Ochoke Mala Chanda Ochoke Mala Chanda Ochoke Ma Dan to Bidamia Siwayarin Sanji on Jamayarin Gong on Inyayarin Gong on Sadiavian Saza Sanji on Menji Ekamedia, maybe a congi, Cositame, one night, nobody do a few years at Dom, we walk in Levi Saroro, the Garmaro, go where Sigan Nere, Gorama, Yaswavia, along the Eridonga, Gorabia, Menji, Bado, Psigere, Nami, Avian, Duda, Domalo, Covare, along the Namiga, Barelle. Duda, Domalo, Baja, me, Bay, Yatale, Soye. Along the Mandale, did that you out there so yame, do you pure Saga Saga go not on Yara, they biro net the Voyare, they are gone in Najaya, they biro net the Voyare, one yaw there. Adajam Duda Doma, or me better. You know, along the Duda Doma Menda, you yellare so yame, Camero, Corvia, Menjiga. Yakado Bo Biro Bina Denzere, Bina Muson, Demia Biro Biana Recama Baro, Duda Doma, Menda Camero, Corvia Menjiga, Dambi, Anne, Biro Dambi, Ocho, Menlo Sere, Camero Media Yigaro, Ese, and now you Biro Nere Chain. Jero Adidonga, Gabananga, Didi. Kabama Nangai Mong Blauchitale Soyen Ekada Raza no Sura Disgao Ta Biro Mentiarva Suro Nangai Mongale Blauchi Male Tianet Nanga Blauchi Marele
တရားတဏ္ဍာလို့ပြောလို့ရတရားတဏ္ဍာနဲ့နည်းနည်းလေးပိုခြင်းပုံမှာပေါ့နည်းနည်းရွတ်ခြင်းရွတ်မှာပေါ့နော်ဒါပေမဲ့စာပေထဲမှာကဧကတရရာဇာနောမင်းတရားတစ်ပါးလို့ပါတဲ့အတွက်နိုင်ငံတဏ္ဍာကိုမင်းတစ်ပါးစီအုပ်ချုပ်တို့နိုင်ငံပေါင်းကလည်းတရားတဏ္ဍာဖြစ်လိမ့်မယ်လို့ယူဆပါတယ်နော်ဒီတော့အလောင်းတော်သုတ္တသမမင်းသားနဲ့တက်တူရွယ်တူလောက်ရှိတဲ့အဲ့ဒီနိုင်ငံပေါင်းတရားတဏ္ဍာကမင်းသားပေါင်းတရားတစ်ပါးတော်ဒီလည်းပဲတက္ကသိုလ်အသီးသီးသွားရောက်ပြီးတော့ပညာသင်ပညာတက်မြောက်လို့ပြန်ရောက်လာကြတဲ့အခါမှာခမဲတော်မင်းတရားကြီးများကအသီးသီးတန်ပြေအုပ်ချုပ်မင်းလို့စေကြတယ်ဆိုတော့တန်ပြေအုပ်ချုပ်တာတစ်ကမ္ဘာလုံးတိုင်းတာနဲ့ကြည့်လိုက်မယ်ဆိုရင်လူငယ်လေးတွေဘုံကံကြီးမှလို့တန်ပြေအုပ်ချုပ်မင်းလို့ခွင့်ရကြတာဆိုတော့အဲ့ဒီခေတ်ဒီမြတ်စွာဘုရားအလောင်းတော်တန်ပြေအုပ်ချုပ်တဲ့ခေတ်ဆိုတော့တစ်ကမ္ဘာလုံးတန်ပြေအုပ်ချုပ်တဲ့မင်းသားတို့ဒီလည်းပဲတက္ကသိုလ်မှာအတူတူပညာသင်ခဲ့ကြတော့အဆက်အသွယ်ရှိရတယ်တဲ့အဲ့ဒါကြောင့်တန်ပြေကိုတရားသဖြင့်အုပ်ချုပ်ခဲ့တာဘယ်လိုအုပ်ချုပ်ခဲ့တာလဲတန်ပြေကိုတရားသဖြင့်အုပ်ချုပ်ခဲ့ကြတာဆိုတော့အဲ့ဒီခေတ်ကကမ္ဘာနိုင်ငံအသီးသီးတော့ဒီပူလောင်ခဲ့မလားအေးချမ်းခဲ့မလားဆိုရင်အေးချမ်းခဲ့မယ်လို့သုံးသပ်လို့ရပါတယ်နော်ဒီတော့အလောင်း